ဇလန်းအစမှာအမေတယောက်ကသူ့သမီးလေးကိုနင်ဘာလို့စာလုပ်နေတာလဲဆိုပြီးစူပူတာကနေစပါတယ်ထူးခြားတာကကျန်တဲ့မိဘတွေလိုစာမလုပ်လို့စူတာမဟုတ်ပဲနင့်အတွက်စာကူရေးပေးမဲ့သူတွေအိမ်မှာအပြည့်ပဲအမေကလည်း online ကနေပတ်စံပေးပြီးလူငါရေးခိုင်းထားပြီးသွားအိတ်တော်ဆိုပြီးအလိုလိုက်လုံးနေတာပါတနေ့တော့ကျောင်းရှိမှာတခြားအမေတယောက်နဲ့တွေ့ကြပါတယ်အဲ့ဒီအမေကအန်သမီးလေးဒီနေ့ကျောင်းမလာဘူးလားလို့မေးတဲ့အခါမှာသမီးလေးရဲ့အမေကကလေးကအိတ်ချင်နေလို့ခွင့်ပေးလိုက်တာသူတို့အိမ်မှာကတလကိုနှစ်ကြိမ်အိတ်ရေးဝအောင်အိတ်ဖို့ခွင့်တိုင်ခွင့်ရှိတယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားတဲ့အခြားအမေကတော့ဒီလိုလုပ်ရင်ကလေးကပျက်စီးသွားမှာပေါ့ခွင့်တိုင်တာကအကျင့်ဖြစ်သွားလိမ့်မယ်ဆိုပြီးကန့်ကွက်ပါတယ်ဒါပေမဲ့တကယ်တမ်းစာမှုပွဲရလက်တွေထွက်လာတဲ့အခါအလိုလိုက်ခံရတယ်ဆိုတဲ့အန်ကအမတ်တွေတက်လာပြီးစာအရန်ဖိခံရတဲ့ဟိုဘက်ကသားလေးကတော့အမတ်တွေကြာသွားပါတယ်သားလေးကပင်ပန်းလုံးလို့သူ့အမေကိုသားလဲ2ရက်လောက်ခွင့်တိုင်ပေးပါအိမ်မှာနားကျင်လို့ပါလို့တောင်းပန်ပေမဲ့အမေဖြစ်သူကဟန်ဆောင်မနေနဲ့ခွင့်တိုင်ခြင်းရင်ကိုဘာသာတိုင်းဆိုပြီးငောင်ငန်းခဲ့ပါတယ်ကလေးကတကယ်ဖုန်းဆက်ပြီးခွင့်တိုင်ပေမဲ့ဆီယာမကမိဘကိုယ်တိုင်ခေါ်ခိုင်းတဲ့အခါမှာတော့အမေကဖုန်းကိုလွှင့်ပစ်ပြီးထွက်သွားခဲ့ပါတယ်အချိုးကွေးကတော့အဲ့ဒီအမေရဲ့တူဖြစ်သူစာမှုပွဲဖိအားကြောင့်တိုက်ပေါ်ကခုံချဖို့ကြိုးစားတဲ့သတင်းကြားလိုက်ရတဲ့အချိန်မှာပါဆေးရုံရောက်တဲ့အခါအဖိုးဖြစ်သူကငိုပြီးကလေးကပင်ပန်းလို့နားကျင်တယ်ပြောတာကိုငါတို့ကစာမှုပွဲနီးလို့ဆိုပြီးခွင့်မပေးခဲ့မိဘူးလို့ပြောတာကိုကြားပြီးမှအမေဖြစ်သူလည်းနောက်လဲရသွားပါတယ်မိဘတွေဟာကလေးကိုဆက်ရုပ်လို့သဘောထားပြီးအမြဲတမ်းပြေးခိုင်းနေလို့မရဘူးဆိုတာကိုနားလည်သွားတာပါဇလန်းအဆုံးမှာတော့သမီးလေးရဲ့အမေကနေတဆင့်လူဆိုတာနားဖို့လိုအပ်တဲ့ခွင့်တိုင်တာဟာရာဇဝတ်မှုမဟုတ်တယ်လို့ခဏလောက်နားလိုက်ရုံနဲ့လည်းကောင်းကင်ကြီးပြုံးမကျသွားဘူးဆိုတဲ့သင်ခန်းစာကိုပေးသွားပါတယ်ကလေးတွေကိုအမြဲတမ်းဖိအားပေးနေတာထက်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုနားလည်ပေးတာကမှရလက်ကောင်းတွေထွက်လာစေနိုင်တယ်ဆိုတာကိုဒီဗီဒီယိုလေးကပြသသွားတာဖြစ်ပါတယ်